ကျွဲလူအိုင်တရေရေးသားသူတာတေအောက်ပြေကိုတာတေရောက်တော့ကဗျာကျုပ်တို့ထနောင်းကုန်းကကိုညွန့်မောင်နဲ့လိုက်သွားတာလေကိုညွန့်မောင်ကတနစ်ကိုတခါအောက်ပြေသွားပြီးငတလောက်ငပိကောင်ဝဲတာလေဗျာရွာစုတိုင်းငတလောက်ဆိုတာလူနာမည်ကြီးတာဗျရွာစုတိုင်းဆိုတာမော်ကျုံးအထက်ဖက်ကမြစ်ကြီးလေးဗျာမြစ်ကြီးကျန်ကြီးထဲမှာငတလောက်ပိုက်ချတဲ့လေတွေမှအညာကြီးဗျကျုပ်ကအညာသားဆိုပေမဲ့ပင်လယ်ဖက်လဲရောက်ဖူးတယ်ကျုပ်ရွာကကိုစစ်ဖွားနဲ့ဖိတ်ပတ်လိုက်သွားတဲ့အကြောင်းကိုကျုပ်ရေးခဲ့တဲ့ပင်လယ်စုံဝတ္ထုထဲမှာဖတ်ကြည့်ပါဗျာအခုတော့ကိုညွန့်မောင်ငတလောက်ငပိကောင်ဝဲတဲ့စီကိုကျုပ်ရောက်လာတာဗျရာစုတိုင်းရွာမှာကကျုပ်တို့တဲကြတာဗျအောက်ပြေဒလေးကကျုပ်တို့အညာဒလေးနဲ့တော့မတူဘူးပေါ့ဗျာကျုပ်တို့စီမှာကတဲချောင်းတွေပဲရှိတာမို့လားဒီမှာကတော့မြစ်တွေချောင်းတွေဆိုတာလက်ရထိုးရှိနေတာဗျာကျုပ်တို့အညာကတော့ကုန်းခေါင်ခေါင်တွေဆိုတော့ဘဲသွားသွားလဲနဲ့နွားကိုပဲအားကိုးရတာလေဒီမှာကတော့ဘဲသွားသွားလေကလေးတွေနဲ့ဗျ10တောင်လေး12တောင်လှေတွေကိုလှော်တဲ့နဲ့လှော်ကြခတ်တဲ့နဲ့ခတ်ကြပေါ့ဗျာလင်းနန်တစ်ဖက်စီမှာခတ်တိုင်တိုင်ရှိတယ်လေဗျာခတ်တိုင်မှာပါတဲ့အထစ်ကလေးတွေမှာခတ်တက်မှာတတ်ထားတဲ့ခတ်ကွင်းကိုဆွတ်ပြီးခတ်ရတာဗျလေခတ်ကောင်းနေရေကနေနေအောင်ကိုတွားတာဗျလေထဲမှာကလေကတ်ခံထားတာဆိုတော့ကြနနထိုင်လဲလို့ရတာပေါ့ဗျာလေတွေကိုစင်ဝင်တဲ့ရေကိုတော့ရေပတ်ကန်ထဲမှာရေပတ်ခွက်နဲ့ခတ်ထုတ်ရတယ်ရေပတ်ခွက်ဆိုတာဝါပိုးချမ်းတို့လုပ်ထားတာဗျလက်ကြိုက်ဖို့အချုံလေးလဲပါတယ်ဒါပေမဲ့လေဆက်ထားတဲ့ပင်းဆက်တွေကြားမှာပွညက်နဲ့တေးသေးချာချာတေးထားတာဆိုတော့ရေလုံနေတာဗျလေတွေကိုရေသိမ့်မဝင်ပါဘူးလေကပဲ့ဘက်ကရောဥဘက်ကရောကော့နေတာဆိုတော့လေတွေကိုဝင်လာတဲ့ရေကရေပတ်ကန်တဲ့ကိုပဲရောက်ပြီးစုတော့တာပေါ့ဗျာကိုညွန့်မောင်နဲ့ကျုံနဲ့ကိုအုံညွန့်ဆိုတဲ့ကောင်လေးလိုက်ပို့တာဗျဒီကောင်လေးကအသက်10နှစ်သားလောက်ပဲရှိဦးမယ်ဗျာလေလော်တာလေခတ်တာများကျွမ်းကျင်လိုက်တာမပြောပါနဲ့တော့ဗျာအညာသားဆိုပဲကျုပ်ကရေကိုကျွမ်းကျင်ကူးနိုင်တဲ့ကောင်ဗျတာတေးဆိုတဲ့ကောင်ကငငယ်လေးတဲ့ကရင်ချောင်းနဲ့ရေကူးလိုက်တဲထဲမှာလိုက်ပြီးပစိုးနိုင်လိုက်လူနေတဲ့ကောင်ပဲဗျာရေကူးတာပါပြီလားအုံညွန့်ကကျုပ်တို့ကိုလေးတစည်းနဲ့ချောင်းညိုချုံညအနံ့လိုက်ပို့တာဗျချောင်းချင်းကလေးတွေထဲမှာဘဲချန်တွေကလွတ်ပြီးကြောင်းနေတဲ့ဘဲအုပ်တွေဆိုတာအကောင်ရားနဲ့ချီနေတာဗျဘဲကြောင်သားကလည်းလေတစည်းနဲ့ပဲလှော်တဲ့နဲ့ရေကိုဖျားကနေရိုက်လိုက်ရင်သူ့ဘဲအုပ်ကသူ့လိုချင်တဲ့ဘက်ကိုကူးကြရောဗျချောင်းမေးကလက်တာပြင်ထဲမှာတော့ငပ်ပြန်တွေဆိုတာတစ်ဖြတ်ခွန်နေတာဗျခနန်းနီလေးတွေကလည်းလက်တာထဲမှာဟိုပြေးဒီပြေးနေဗျအဲ့လိုလက်တာပြင်ထဲမှာငမွေထိုးချိတ်နေတဲ့လူတွေလည်းရှိတာပဲတဲ့ဗျာငမွေထိုးချိတ်ဆိုတာကဒဇင်အကျူးနဲ့လှုပ်ထားတဲ့တန်များကောက်ကလေးပေါ့ဗျာဝါလုံးတလန်တာလောက်ထိုက်မှအဲ့ဒီကောက်ကောင်းကိုတတ်ထားတာဗျပြီးရဲ့အဲ့ဒီဝါလုံးကိုလေထဲမှာလွှဲပြီးလက်တာထဲမှာငမွေထိုးကိုချိတ်ရတာဗျငမွေထိုးကကောက်ထားတဲ့တန်ချိတ်ကလေးမှာညက်ပြီးပါလာတာပေါ့ဗျာသူ့ဒလေးနဲ့သူတော့တော်တော်ကိုအစိမ့်ပြေတာဗျချောင်းကံပါမှာတော့စကဒုံးပင်တွေကိုရန်ကြီးပင်တွေစွမ်းမွေးပင်တွေကန်စွန်ပင်တွေခရမ်းပြရောင်အပွင့်လေးပွင့်တဲ့ခရာပင်တွေနဲ့ပေါ့ဗျာကျုပ်တို့ညာမှာတော့နွားသုံးကြတာပေါ့ဗျာအောက်ပြည်မှာကျွဲသုံးတာဗျမိုးတွေရဲတွေများတဲ့ဒေတာဆိုတော့ကျွဲသုံးကြရတာပေါ့ဗျာကျုပ်ဖင်ကျွဲနာကိုကောက်ကမဝတ်နာဘူးဂျိုကြီးတွေကလည်းရှေးကွေးကြီးတွေလေတာတဲဆိုတဲ့ကျုပ်ကနွားဆိုရင်လွတ်ကျွမ်းကျင်တာဗျကျွဲကြကျုပ်နာကိုတောင်းတော့မထီးရိုက်ဘူးဗျကျုံကအညာမှာနွားတွေကယွင်လူးတာဆိုတာဘယ်ရှိမှာတော့ဗျာကျွဲကြတော့ယွင်လူးတာဗျသူတို့ပြောတာတော့ကျွဲဆိုတာလူးချပေးရတယ်ဆိုပဲသူတို့စီမှာကျွဲလူးအိုင်ဒီရှိတယ်ဗျယွင်အိုင်ဒီပေါ့ဗျာကျွဲလေးငါးကောင်ဆင်းပြီးလူးနိုင်လောက်ကျဲတယ်ဗျကျွဲတွေကိုလူးကြပေးသွားပြီးကျွဲလူးအိုင်ရောက်ရင်လူးကြပေးရတာပေါ့ဗျာကျွဲကြီးတွေကယွင်ညွန်းထဲမှာတကိုယ်လုံးစိတ်မိနေတာဗျခေါင်းလေးပဲဖော်ထားတာကျွဲလူအိုင်နဲ့ကတက်လာတော့မှချောင်းထဲကိုမောင်းချပြီးရေချိုးခိုင်းရတာချောင်းထဲမှာရေစိမ်နေရင်တော့ရေထဲမှာတကူလုံးငုတ်ပြီးစိမ်ကြတာပြုတ်ဖူးဆိုတဲ့နာမုတ်တန်ကြီးတွေနဲ့ရေထဲကနေပေါ်လာတဲ့ကျွဲကြီးတွေကိုကြည့်ရတာကြည့်လို့ကောင်းသားဗျဒါကတော့အောက်ပြေရဲ့ဒလိပေါ့ဗျကိုညွန့်မောင်ငယ်ငတ်တလောက်ငါပိကောင်ကငတ်တလောက်ပိုက်ချရဲ့အိမ်တွေမှာလိုက်ပြီးဝဲရတာကိုဗျတနေရာထဲမှာများဝဲလို့ရတာမှမဟုတ်တာရာစုတိုင်းကနေတက်ချောင်းကွန်းချောင်းဘက်ကိုတွားဝဲပြီးကျုပ်တို့ပြန်လာကြတော့လိုက်ပို့တဲ့အုံညွန့်ကရေစင်းတန်ကြားလေးဘေးကိုလေထိုးဆိုင်လိုက်တယ်
လေစင်းမြတ်တက်ဆိုပေမဲ့လေလေကနေတန်ကြဖို့ကိုပြန်တက်တာလေတက်တမတက်ရင်ကိုယိုကရပါဗျာခြေထောက်တစ်ဖက်ကိုလေထဲမှာထိန်းထားပြီးတက်ရတာကိုအောက်ပြေရဲ့ရွာဒီဆိုတာကချောင်းကန်းဘေးမှာတန်းပေးတီကြတာအိမ်တွေခြံတွေဥယျာဉ်တွေကလည်းချောင်းကန်းဘေးမှာပဲတန်းပြီးရှိနေတာရအိမ်တိုင်းမှာချောင်းထဲကိုစိတ်နဲ့ရေစင်းတန်ကြလေးနေပါဗျာအဲ့လိုတန်ကြလေးတွေမှလေတစင်းလောက်ကတော့အများအားချီထားကြတာကျုပ်တို့တဲကြတဲ့အိမ်ကရွာတကြီးဥဖို့စင်ရဲ့အိမ်မြကျုပ်တို့ကိုလိုက်ပို့တဲ့အုံညွန့်ကတကြီးဥဖို့စင်ရဲ့စရင်ကြငါကိုကွင့်ရဲ့သားဗျကျုပ်တို့တကြီးအိမ်ကိုတိုက်လာတော့တကြီးအိမ်ပေါ်မှာလူတွေရောက်နေတာဗျရွာတွေကရွာသားတွေဗာမြအမှုအခင်းဖြစ်လို့တုံးလေကျုပ်ကနားဆွင့်ရင်လည်းအိမ်ပေါ်ကိုတက်လာတာဗျတကြီးရဲ့အိမ်ကတစ်ထပ်အိမ်ဗျဒါပေမဲ့အတော်လေးတော့ကျဲပါတယ်ကျုပ်တွေတဲတဲတော့ပြန်လာပြီဗျာတကြီးကပြောလိုက်တော့ထိုင်နေတဲ့လူတွေကကျုပ်တို့ကိုလှဲ့ကြည့်တယ်အားလုံး6ယောက်ဗျာဒါထနန်းကုန်းကကျုပ်ညီဘိုးတင်ရသားညွန့်မောင်နဲ့ဗျာဟိုတငယ်ကညွန့်မောင်နဲ့ပါလာတာလေမော်တာတဲဗျသူတို့ရဲ့ဖန်ရောင်းဖို့ငါတလောက်စားနေလာဝယ်လာလေးဗျာအဲ့ဒါခမရတို့လည်းတရေနဲ့ဖက်လိုက်ပါအောင်ဗျာငါတလောက်ငပိကောင်ရောင်းဖို့ရှိတယ်ဒီကဝယ်တယ်လို့ဈေးကတော့ပေါက်ဈေးပဲဖော်ဗျာကဲညွန့်မောင်ရောမောင်တာတရောထိုင်ကြကျုပ်တို့လည်းတကြီးနဲ့မလန့်မကန်းမှာဝန်ထိုင်လိုက်ကြတာပေါ့ဗျာငါရွှေမင်းစောစောကစကားကိုဆက်ဆန်းပါအောင်ကွတကြီးကကိုရွှေဆိုတဲ့လူကိုပြောတယ်အသားညိုခတ်ကောက်ထွားနဲ့ကိုရွှေဆိုတဲ့လူကကျုပ်ကိုအိမ်ပေါ်ကိုတက်လာလို့ပြတ်သွားတဲ့စကားစားကိုပြန်ဆက်တယ်ကြဒီလိုတကြီးရဲ့ကျုပ်လက်ထဲမှာကျွဲလူအိုင်ကိုတကြီးတည်တယ်မို့လားကျွဲလူအိုင်ဟာငါရွှေရဲ့မင်းလက်ထဲမှာကကျွဲလူအိုင်ကနာအိုင်တောင်ရှိတာမို့လားဘယ်အိုင်ကိုပြောတာတော့ဟိုအိုင်တကြီးရဲ့ကနဇိုပင်ကြီးရှိတဲ့အိုင်လေးဗျဒါဆိုသိပြီလမှုတော်ကြီးရှိတဲ့အိုင်ဟုတ်တယ်အဲ့ဒါဘာဖြစ်တော့လွန်ခဲ့တဲ့3-4ရက်တာကျုပ်တို့ကျွဲတွေလူချပြီးပြန်တက်လာတော့ကျွဲတကောင်အပေါ်မှာပစိုးအကွက်ကြီးဝယ်ထားတဲ့အင်ကြီးကိုတုံးလေလူကြီးစီးပြီးပါလာတယ်တဲ့ဗျအရွယ်သားတို့ရိုးရိုးလူအရွယ်ပဲရှိတယ်တကြီးရဲ့စပင်စုတ်ခွာကြီးနဲ့မျက်လုံးကြီးတွေကနီနီရဲရဲကြီးတယ်ဆိုပဲဘယ်သူကတွေ့တာတော့ကျုပ်တန်ငဆဲတွေ့တာတကြီးရဲ့ဟုတ်လားငဆဲကဘာလုပ်လိုက်တော့ဟာတကြီးရဲ့ဒီကောင်တွေကဒရွန်ဒရွန်ကောက်တက်တဲ့ကောင်ဒီမဟုတ်တာလက်ထမ4ခေါင်နဲ့လမ်းပြက်လိုက်တယ်အဲ့ဒီလူကကျွဲဘော်ကနေနောက်ကျုံးပစ်ချက်ပြီးပျောက်သွားရောတယ်ပြောဒီတော့မှတရေမန်းတည်ပြီးကျွဲဒီလူခတ်တုတ်မောင်းပြီးချောင်းထဲမှာသွားရေချလိုက်တယ်ပြောတကြီးဥဖို့စင်ကခေါင်းကိုနှစ်ချက်လောက်ညှိပြီးတော့မှပြောတယ်ဗျာငရွှေရဒါမျိုးတွေကအစမ်းမမဟုတ်တာကြကွာနာနာဘာဝဝိနာဘာဝဆိုတာဒီရှိကြတာပေါ့ကွာသူတို့လည်းသူတို့ဘာသာနေကြတာပါတခါတလေအကြောင်းတိုက်ဆိုင်တဲ့အခါမြင်ရတာပေါ့အတိုက်ဆိုင်တာမဟုတ်ဘူးတကြီးရဲ့တမန်ပြတာအဲ့ဒီညပဲကျုပ်တန်90ဖျားလိုက်တာမပြောပါနဲ့တော့တန်းကောင်လောက်ကြတော့ကြောင်ကရန်ဒီပြောတော့ဗျာပထမတော့ကျုပ်ကကြောင်ကရန်ဒီပြောတာထင်တာနောက်တော့မှဒီကောင်ကကျမ်းပင်ကိုလဝါးနဲ့ဗျံကနေရိုက်ပြီးပြောတာဗျာမင်းတန်90ကပြောတာလားဘဲကဟုတ်ရမလို့တကြီးရဲ့ကျုပ်သားကိုသူမင်းခတ်တဲ့တရေကဝင်ပူးပြီးပြောတာဘာပြောတော့ငရွှေရဲ့ငါကကျွဲလူအိမ်ကတရေကွာငါကိုအမဲသားတပိတ်သားချက်ပြီးထမင်းဝအောင်ကျွေးမကျွေးရင်နင်းသားကိုငါတတ်ပြမယ်တဲ့ဗျာဟုတ်လားဒါနဲ့မင်းကဟာကျွေးရတာပေါ့ဗျာမြို့သွားအမဲသွားဝဲတေးသေးချာချာချက်ပြီးစလကောထဲမှာငေါ့ဖက်ခင်းထမင်းတွေဟင်းတွေပုံပြီးကျွဲလူအိမ်ကကနဇိုပင်ကြီးအောင်မှာတွားကျွေးလိုက်တာငဆလာဖျားတာချက်ချင်းယူပစ်တယ်လို့ကိုပျောက်သွားတာဗျငါရှာလုံးလို့ထင်ပါလေကွာတခါတလေစားညင်းတော့ချစ်လို့နေမှာပါကွာတခါမဟုတ်ဘူးတကြီးရဲ့ကျုပ်တာမင်းဒီနောက်တနေ့မှာဟိုဘက်ကရေခမ်းကြောင်းမှနေတဲ့ကို3ရက်သားငါအေးလိုက်ဖြစ်တယ်ငါအေးကကျွဲလူအိုင်ကလမှုတော်ထဲမှာ6တောင်ပြိုင်းကို4កောက်နဲ့ပစ်လိုက်တော့ဗျိုင်းကျသွားလို့တွားကောက်တာတယ်ပြောလမှုဝေနေတာရောက်တော့အဲ့ဒီအကောင်ပဲပစိုးကွက်ကြီးဝစ်ထားကအင်ကြီးမပါဘူးမဲလုံးကြီးတွေကနီနီရဲရဲကြီးတွေဆိုပဲဇပင်ကအရှေကြီးတယ်ဗျငါအေးပစ်လိုက်တဲ့ဗျိုင်းကိုပါဇက်ကြီးနဲ့ကိုက်ထားတာတဲ့ငါအေးကိုမျက်လုံးနီနီကြီးနဲ့စိုက်ကြည့်နေရတယ်ပြောငါအေးဆိုတဲ့ကောင်ငယ်ထန်ပေါင်းပေးတဲ့ကောင်နဲ့အိမ်ရောက်တော့တတိလေးနဲ့မညာကိုနှစ်နတ်ယူရတာတဲ့တကြီးရဲ့ဒီလောက်တောင်ချင်းနေတာလားဟာနေအောင်ဗျတကြီးရဲ့ကျုပ်ဖြိုးပြအောင်မယ်အဲ့ဒီကောင်လေးလည်းအဲ့ဒီညဖျားတာတယ်ဗျဖျားကြီးနဲ့ကျွဲလူအိုင်တရေဝန်ပူးပြီးကြက်တကန်ချက်လို့သမင်းကျွဲရမယ်လို့ကျုပ်လုပ်တယ်လို့ပဲတွားလုပ်လိုက်မှပျောက်သွားတာတယ်ဗျ
ဟာငါရွှေရတော်တော်စိုးနေတာပဲကွာမင်းပြောပေလို့ပဲကွာငါဒါဒီဘာမှမကြားတာမဟုတ်ဘူးဟုတ်တယ်တကြီးရဲ့ပထမတစ်ခါကျုပ်သားငါဆက်ဖြစ်တုန်းကကျုပ်လည်းဇဝေဇဝါဖြစ်နေတာဗျာဟုတ်မှဟုတ်ရဲ့လားပေါ့ပြီးတော့တကြီးပြောသလိုပေါ့တခါတလေဖြစ်တာနေမှာပါလားလို့လည်းတွေးမိတာကိုဗျာဒါပေမဲ့ကိုတုံသားငါအေးထားဖြစ်ကောကျုပ်နည်းနည်းစိုးရင်လာတော့တကြီးကတော့ပြောမှပဲဆိုပြီးလာပြောတာဗျာငါဆရာတော်ကိုသွားပြီးတိုင်ပင်ကြည့်ဦးမယ်ကွာတကြီးကဆရာတော်ကိုအားကိုးပုံရတယ်ဒါပေမဲ့ဒီစကား သူကြီးဟာဒီကိစ္စကဆရာတော်နဲ့တိတ်မဆိုင်ပါဘူးဗျာဆရာကောင်းကောင်းရှာပြီးနှုတ်ထုတ်လိုက်ရင်ပိုကောင်းမယ်ဗျာအေးလေပိုကောင်းတာတော့ဟုတ်တာပေါ့ကွာငေရွှေရဆရာကဘေးသွားရှာအောင်မှာတော့မင်းမာရောဆရာအဆက်တွေပါရှိလို့လားဆရာအဆက်တော့မရှိပါဘူးပေါ့ဗျာဒီလိုပဲစုံနေရမှာပေါ့ဗျာနေုံကိုရွှေကြီးရဲ့ခမည်းဆရာရှာနေတော့ဒီတရက်ကငြိမ်နေပါမလားဟာမငြိမ်လေဒီလိုပဲကျွေးမွေးဖားမှာဗောကန်မြင့်ရဆရာရှာလို့ရတော့မှဒင်းကိုတွဲထုတ်ပြရမှာဗောကိုကန်မြင့်ထောက်ပြတာကိုသူကြီးလဲစဉ်းစားနေပုံပဲဗျခေါင်းလေးတငင်းကြီးလုတ်ပြီးတွေးနေတယ်ကိုရွှေလဲကိုကန်မြင့်ဆိုတဲ့လူကိုပြောတာပြောလိုက်တာဗျသူလဲဘာလို့ရင်ကောင်းမလဲဆိုပြီးစဉ်းစားနေပုံပဲဗျသူကြီးရှိလားဗျဟေးရှိတယ်ဘသူတော့ဟာပြာတိပြာနဲ့ဘာမှအရေးကြီးနေလို့တော့အိမ်ထဲဝင်ခဲ့လေပြောတာဗျအချိန်ကမောင်ရိပ်သားနေပြီကျတော့တချောင်းဘက်ကပြန်ရောက်ကြတဲ့ကညနေတော်ဆောင်းနေပြီဗျသူကြီးနဲ့ရွာသားတွေကျွဲလူအိုင်တရဲအကြောင်းပြောနေကြတာတော်ကြားနေပြီပဲမှောင်စားပြုတ်ပြီပေါ့ဗျာဟင်းဆိုဖေပါလားရေကြီးတူပြတ်နဲ့ဘာထစ်လာတာတော့ကွာပစိုးတစ်ထည်ခုံပေါင်းပြီးဝင်လာတဲ့ဆိုဖေဆိုတဲ့လူကအသက်40လောက်ရှိပြီဗျသူကြီးရှိမှခက်တုတ်ဝင်ထိုင်လိုက်တယ်သူကြီးချောင်းကူတရနာကတောင်မဲစင်ကြီးစုံသွားလို့ဗျဟေးမမဲစင်စုံသွားပြီဟုတ်လားဘာဖြစ်တယ်မှလည်းမကြားပါလားမနေ့ကတော့ငါနဲ့ဆရာတော်เจ้าမှတွေ့သေးတာပဲဆောဖေရဲ့ဘာဖြစ်လို့တော့ကွာဘုံစားကြီးပါလားကိုရွှေတို့ကိုကန်မြင့်တို့ဒီလေအန်အော်ဘီတယောက်တစ်ပေါက်ဒီပြောနေကြတာသူကြီးအမစူးဖြစ်လို့ဗျဘုံစားကြီးစုံတာသူကြီးရဲ့ညနေကတင်ကျွဲနေတွားလိုက်အောင်မယ်ဆိုပြီးထော်သွားတာတဲ့ကျွဲလူအိုင်နာရောက်တော့သူကျွဲတွေတွေ့တဲ့ဗျာဒါပေမဲ့သူကျွဲပေါ်မှာပစိုးကွတုံကြီးနဲ့လူတယောက်ကိုတွေ့တဲ့ဗျာအင်ကြီးမပါဘူးတဲ့ဇမင်ဖားလျားကြီးနဲ့မျက်လုံးနီနီကြီးတွေနဲ့ဗျာသူကျွဲတကောင်ကိုစီးထားတာတဲ့ပြုဒါနဲ့မမဲစင်ကဟဲ့အဲ့ဒါငါကျွဲလို့လဲပြောလိုက်ရောကျွဲတွေကသူ့ကိုလိုက်ခတ်တော့တာပဲတဲ့ဗျာဒီမှာတင်မမဲစင်လဲအိမ်ရောက်အသက်လို့ပြီးပြေးရတာတဲ့ဗျာရွာတဲ့ဝင်ကန်ကြီးတော့နောက်တစ်ချက်လက်ကြည့်သေးတယ်ဗျာကျွဲပေါ်မှာအဲ့ဒီအကောင်ပါလာတာပဲတဲ့ဗျဒါနဲ့သူ့အိမ်ရောက်ပြေးပြီးအိမ်အပေါ်အတက်မှာတတိလက်ပြီးဘုံကနေထိုးလဲတော့တာပဲတဲ့ဗျသူ့သားတွေကအမေဘာဖြစ်လို့တော့ဆိုပြီးမနှဲကိုတတိယဟောင်းလှုပ်ယူကြရတာတဲ့တတိကပြန်ရသေးလားသူကြီးကဝင်းမေးတာဗျဒီတော့လာပြောတဲ့ကိုစောဖီကသူ့ခေါင်းမှာပေါင်းလာတဲ့ပစိုးခေါင်းမောင်းကိုဆွဲဖြုတ်လိုက်တယ်ရတယ်သူကြီးတတိပြန်ရတယ်တတိပြန်ရပြီးဒီအကြောင်းတွေပြောသေးတယ်အဲ့ဒါတွေပြောပြီးမှဆက်ခနဲ့တွန့်သွားပြီးမြက်ဖြူကြီးလန့်သွားတာတဲ့ဗျာအားဆိုအတန်နတ်ကြီးနဲ့အသက်ချက်အော်ပြီးငြိမ်းသွားတာအသက်မရှိတော့ဘူးတဲ့ဗျာဟာဖြစ်မှဖြစ်ရလေဗျာနေဦးကိုချွေးอ่ะသူကျွဲတွေကတော့ဘေးရောက်ကုန်တော့ကိုစောဖေးရဲ့ကိုရွှေကမေးတာဗျာကျွဲတွေကတော့တင်းကုတ်ထဲမှာပြာရောက်နေတာတဲ့ဗျိုဘာမှမဖြစ်သလိုပဲတဲ့ဗျဟာဖြစ်မှဖြစ်ရလေဗျာမမဲစင်ကကျုပ်ထက်2နှစ်ပဲကြီးတာဗျာမဲစင်ကမင်းထက်2နှစ်ကြီးတာပေါ့ကွာမောင်ရွှေရငါနဲ့ကမီးဝင်မီးထွက်တယ်အမေတို့ပြောတာကိုကန်မင်းကြီးကလည်းစိတ်မကောင်းတဲ့ပုံစံနဲ့ဝင်ပြောတယ်သူကြီးရေကျွဲလူအိုင်ကတရေကတော့အချိန်ဆွဲလို့မထစ်တော့ဘူးသူကြီးရဲ့ကဲကျက်တို့လည်းအတူပိုင်းတန်းသွားကြမှာပဲဗျအေးသွားကြမှာပေါ့ကွာငါလဲလိုက်မှာပါပကြီးသွားရင်ကျက်တို့လည်းလိုက်မှာဗျပြီးတော့ပကြီးကပြောရအောင်မယ်ဟောဒီမောင်တာတေကပကြီးတို့အခုဖြစ်နေတဲ့ကိစ္စမျိုးတွေကိုနားလေတယ်ဗျသူ့မှာအตืအကျုံတွေအများကြီးရှိတယ်ဆရာသမားတွေနောက်ကိုလည်းကောင်းကောင်းလိုက်ဖူးတယ်ဟေးဟုတ်လားမောင်တာတေအစင်သွင်းလိုက်တာကွယ်အုပ်ပြီးအုပ်ရွာရောက်တုံးကျတို့ကိုတစိတ်ကူညီခဲ့ပါမောင်တာတေရဲ့ကျတို့လည်းပကြီးတို့ပြောဆိုနေကြတာကိုနားထောင်နေပါတယ်ကျတို့တခုမေးကြလာကအရင်တုန်းကဒီကျွဲလူအိုင်မှာဒါမျိုးဖြစ်ခဲ့ဘူးသလားဗျဟာတခါမှမဖြစ်ဘူးပါဘူးမောင်တာတေရဲ့ကိုရွှေကပြတလဲပြောရဗျဒါဆိုရင်တခြားကလွင့်လာတဲ့အကောင့်မြ
ဒီတရေကြည့်ရတာတော်တော်ဆိုးတဲ့ပုံမြကျွန်တော်အခြေအနေကြည့်ပြီးလုံးတင်တာလုံးပေးပါမယ်ဟာကျေးဇူးတင်ပါတယ်ကွာတော်သေးတာဗောငါရွှေရဆရာမရှားရပဲဆရာကအီမုံမှာအစင်တင်ရောက်နေပြီလို့ကွာဟာပကြီးကျွန်တော်ကဆရာမဟုတ်ပါဘူးဗျဒီကိစ္စမျိုးတွေဘ ഹു တုတရှိတာပါဗျာဆရာဟုတ်မဟုတ်ပါမောင်တာတေးရဲ့ကျွန်တော်ကမောင်တာတေးကိုအားကိုးကြတာပါကွာစကားလက်စာတတ်ပြီးအတူပအိမ်ကိုကျွန်တော်လာခဲ့ကြတယ်ရာဒီကစောင်းရသည်ဗျဒါပေမဲ့အောက်ပြေအောက်ရွာကစောင်းတွင်းကကျွတ်တုတ်အညာသားတွေတော့နေလူကောင်းလုံးလေးပဲဗျလုံးမကိုမချမ်းတာသူကြီးအင်ကကျွတ်တုတ်လူစုထွက်လာတော့မောင်ချုပ်ဆက်ပြီးပို့ဗျသူကြီးကငါးတုံးထိုးဓမီကြီးတဝင်းဝင်းထိုးသွားနေတာဗျအိမ်တွေမှာတော့ရေနမီမိုင်လေးတွေထွဲလို့ပေါ့ဗျအိမ်တွင်ချစ်ကဖြတ်သွားတဲ့လူတွေစုပြီးကျွဲလူအိမ်တရဲ့အကြောင်းပြောနေကြတာဗျဒီသတင်းကတရွာလုံးကိုပြန့်နေတဲ့ပုံပဲဗျလူအကုန်လုံးလဲကြောက်နေတဲ့ပုံပဲဗျလူဆိုတာတရက်တစ်စစ်ကြောက်တတ်တဲ့အမျိုးပဲဗျကြောက်တာပေါ့အီဟာခွေးတွေကြောက်နေပြီဗျို့တနဲ့အိမ်အောင်ထဲတွေတိုးဝက်နေကြတာလေတဲ့ဒါမျိုးတွေကျတူကြုံဘူးပုံများပြီလေဗျရွာထဲကိုကြောက်เสียကောင်းတဲ့မကောင်းဆိုးကတကောင်ရောက်နေတာတေးချနေပြီပေါ့ဗျကျတုကဆရာတော့မဟုတ်ပါဘူးဗျဒါပေမဲ့ပြောရတော့မဲ့ဆရာတပိုင်လူတော့ဖြစ်နေတာပေါ့လေကျတုထွားလီယာတော့ကိုကျတုရဆေးလေအိတ်ကိုယူလာညစ်ရတယ်ဗျအခုလဲသူကြီးတို့လူစုမအတူပအိတ်လိုက်မလာခင်မှာကျတုရဲ့ handbag အိတ်ထဲမှာထည့်လာတဲ့ဆေးလေအိတ်ကိုကျတုယူပြီးဆက်လွဲထိုင်းလွဲခဲ့တာဗျကျတုရောက်တော့အတူပကပြင်တောင်ထားပြီဗျအောက်ပြီးအောက်ရွာကထုံးစံအတိုင်းပေါ့ဗျာဝါကျန်းတွေကိုကတ်စီးပြီးအလောင်းစင်လှုပ်ထားတာပေါ့ညနေကမှကျွဲလူအိုင်တရဲလိုက်လို့ရုပ်တရက်သေးတော့တဲ့ဒေါ်မဲစင်ရဲ့အလောင်းကတော့ဝါကတ်ပေါ်မှာစန်းကြီးပဲဗျထုံးစံတိုင်းအလောင်းကိုထမ်းပြီးအစ်အင်ကြီးအစ်တွေလွှမ်းထားတယ်ဗျရွာသားတွေလည်းဟိုကရောက်လာဒီကရောက်လာနဲ့ဆူလှုပ်နေကြတာပေါ့ဗျာအတူပိုင်မှာပြောတဲ့အကြောင်းအရာကလည်းတခုတည်းပဲဗျကြတော့ပဇွတ်ကွက်တုံကြီးဝတ်ထားတဲ့ကျွဲလူအိမ်တရဲကိုရွှေသားငတ်စေကိုတွန်းသားငါအေးနဲ့တရဲစီးတဲ့ကျွဲအလိုက်ခံရတဲ့ဒေါ်မဲစင်ရဲ့အသေးဆိုးပြီးတော့ကနဆိုးပင်ဤရှိတဲ့ကျွဲလူအိမ်ဘက်ကိုမတွားကြဖို့ကျွဲတွေကိုလည်းအဲ့ဒီဘက်မလွတ်ဖို့ဗျာဒေါ်မဲစင်တို့အိမ်ရှိမှာကနဖင်းတစ်ခုကိုလည်းညတွင်ချင်းထိုးနေကြလေတဲ့ဗျဟိုကတလုံးဒီကတလုံးနဲ့ယူလာတဲ့ဓာတ်အောင်လင်းဓာတ်မီကြီးလေးလုံးထွန်းထားတာနဲ့တင်မိတဲ့လင်းထိန်နေတာဗျာအလောင်းကတော့အိမ်ပေါ်မှာပဲရှိသေးတာဗျာအိမ်ရှိကဖျားကန်းလို့နေရာမှာကျတူစူးပြီးထိုင်နေကြလာပေါ့အိမ်နောက်ပိုင်းမိဖို့အကြောင်းမှာအတူပါလာတဲ့လူတွေကိုကျွေးမွေးဖို့စက်သားဟင်းချက်နေကုန်ဗျာဟင်းနန်းကအိမ်ရှိအထိထွက်လာတယ်ငံပြားကြီးချက်နဲ့လည်းရတယ်ကျတူထိုင်နေတာကအိမ်ရှိကိုကြောပေးထားတာဗျာဒီတော့ကျတူမက်ဆီတွေကဒေါ်မဲစိန်ရဲ့အလောင်းကြီးကိုမြင်နေရတာပေါ့ဟာကျတူစိတ်ထဲမှာဟာကနေကရေရွက်လိုက်တာဗျာကျတူမြင်နေရတဲ့ဒေါ်မဲစိန်ရဲ့အလောင်းကြီးကတော့ဒလီအတားမဲ့ပေါ့ဗျာခြေတော်ထိတ်လက်ထိတ်ခတ်ထားတာပေါ့လေကျမနှစ်ချောင်းကိုပူပြီးအရက်ချီကျွေးနေအထက်ခြိုက်တုတ်ထားတာလေးဗျာတကယ်ကတော့အလောင်းတောင်းလာတဲ့အခါကိုရိုးကရကကြီးမဖြစ်အောင်လုပ်တာဗျကျတူဟာကနေဖြစ်သွားတာကဒေါ်မဲစိန်ကိုခြိုက်ထားတယ်ချက်ထိတ်ကျိုးတွေပြက်ထွက်သွားလို့ဗျာဟောလက်ကိုခြိုက်ထားတဲ့လက်ထိတ်ကျိုးတွေလည်းပြက်ထွက်သွားပြီပြို့ဟာကျတုတ်ကြည့်နေတဲ့စုံမှာပဲသပင်ဖားလျားကြီးနဲ့ဒေါ်မဲစိန်ရဲ့အလောင်းကြီးကဟာအလောင်းကြီးထားလာပြီဟဲ့ပြေးကြဟာအလောင်းကြီးအတန်မျိုးစုံနဲ့អော်ပြီးအိမ်ပေါ်ကလူတွေစင်းပြီးကြတော့တာပေါ့ဗျာဟာအိမ်ပေါ်မှာကျုပ်ရဲ့ကိုညွန့်မောင်ရဲ့ကိုရွှေရဲ့ကိုကန်ညင့်ရဲ့ပဲကြံတော့တယ်ဗျို့တအိမ်လုံးဝယုံတုံးကားကိုစင်းပြီးကုန်ကြတာဗျာအရက်ပြက်တလားတောင်ထင်ရလေရွာတွေကလူတွေကလည်းပြေးလာပြီးကြည်ကြတယ်ထင်တယ်ဗျို့အိမ်ရှိမှလူကိုဖွီးနေတော့တာဗျာဒါပေမဲ့အိမ်ပေါ်ကိုတော့ဘယ်သူမှမတက်ကြဘူးဗျာတချို့ကလည်းဒေါ်မဲစင်မတည်သေးဘူးလို့ပြောကြတာကျုပ်ကြားရတယ်ဗျာငါကိုကြွေးကြငါစားတယ်ဟာစပင်ဖာလျားကြီးချထားတဲ့ဒေါ်မဲစင်ရဲ့အလောင်းကြီးကမဲစီကြီးစုံမိတ်ပြီးအော်နေတာဗျာလက်ဆက်သက်တော့ဒီတရေဟာဒေါ်မဲစင်နောက်ကနေကတ်လိုက်သည်ဒေါ်မဲစင်အသက်ထွက်သွားကြတဲ့ကဒေါ်မဲစင်ရဲ့ကိုယ်ထဲကိုဝင်ညင်လိုက်ပုံပဲဗျာဒါဟာဖုတ်ကောင်အစ်စ်တယ်ဗျာကိုရွှေတို့ကိုကံမြင့်တို့အခုနေနောက်ဝင်ဒီတယောက်လောက်အမြန်ရှာလို့ရမလားဗျာကျုပ်ကရုတ်တရက်မေးလိုက်တော့ကိုရွှေကချက်ချင်းပြန်ပြောတာဗျာဟာမောင်တာလေးကလည်းအခုဆုံးသွားရင်မမဲစင်ကနောက်ဝင်ဒီလေးကွာ
ဟာငရွှေမဲစင်ကတေးသွားပြီပဲကွာဘာလို့ခေါ်မှာတော့မောင်တာတီပြောတာကရွာထဲကနောက်ဝင်တီတယောက်ကိုပြောတာအော်ငါကလည်းအယောင်ယောင်အမှန်မှန်တွေပြောလိုက်တာထင်ပါတယ်ကွာအေးရှိတယ်ဟောဒီ economic မင်းမကဒီရွာမှာမမဲစင်နဲ့အပြန်ဟောနိုင်ပြောနိုင်တယ်နောက်ဝင်တီပဲကွာဟာနေရကြောက်တယ်ဗျာကဲကိုကမြင့်ခမရမင်းမကိုမြန်ခေါ်ပြတော့ဗျာဒီလိုမလုပ်ရင်ဒီတရေဟာခမရတို့ရွာကိုဆက်ပြီးဒုက္ခပေးတော့မှာဗျာနို့မုံတာတီရဲ့အခုထထိုင်နေတာမဲစင်ခကြီးမဟုတ်ဘူးလားကွာဟာမဟုတ်ဘူးဗျာကိုကမြင့်နဲ့အဲ့ဒါခမရတို့ပြောတဲ့ကျွဲလူအိုက်တရေဗျာဒိုမဲစင်ဝင်းရင်ခွာတဲ့အချိန်အသက်မကုန်ခင်သူဝင်နေလိုက်တာသူ့ကိုနှင်းမထုတ်နိုင်ရင်ဒီကိုတဲကနေတော်နဲ့ထွက်မှာမဟုတ်ဘူးဗျဟေးဟုတ်လားဒါဆိုငါအခုပဲငါမိမကိုတွားခိုးခင်းမယ်အိမ်ရှိမှာလူအုပ်ကြီးကတော့စူညံနဲ့ပေါ့ဗျာကဲတကြီးဒီကောင်းကိုထမင်းကျွေးလိုက်ဗျာမစားရမချင်းအေးမှာမဟုတ်ဘူးဗျာနေပါအုံးမွန်တတရဲ့စားပြီးရင်ရောဒီကောင်းထွက်တော့မှာလားဒီပုံစံကထွက်မဲ့ပုံစံမဟုတ်ဘူးတကြီးရဲ့ဆက်စားနေဦးဗျာအဲ့ဒီကိစ္စတကြီးမပူနဲ့ကျုပ်လုပ်မယ်အခုတော့ထမင်းကျွေးထားလိုက်ဗျာအေးကဲမောင်ရွှေအိမ်ထဲမှာလည်းဘယ်သူမှမရှိကြတော့ဘူးကွာမင်းမဲထမင်းကျွေးလိုက်ကွာတကြီးကခိုင်းတော့ကိုရွှေကနောက်ဖဲကိုဝင်သွားလေကိုညွတ်မောင်လည်းနောက်ကလိုက်သွားလေဗျာဟောကိုရွှေနဲ့ကိုညွတ်မောင်ပြန်ထွက်လာပြီလပန်ကြီးထဲမှာထမင်းတွေပုံပြီးစောကလူတွေကိုကျွေးဖို့ချထားတဲ့ကြသားဟင်းတွေအပေါ်လောင်းထည့်လာတာပေါ့ဗျာတော်မဲစင်ကြီးကလည်းစပင်ဖားလျားကြီးနဲ့အလောင်းဝင်ထားတဲ့ဝါကပ်ပေါ်မှာတပင်လင်ခွေကြီးထိုင်လို့ဗျာဟာငါစားမယ်ငါကိုကျွေးကိုရွှေကသမင်းလပန်းကိုထိုးပေးလိုက်တယ်ကိုညွန့်မောင်ကရီပလားကြီးကိုဘေးမှာချပေးလိုက်တာဗျာဟာစားပြီဗျို့ဒေါ်မဲစင်ကြီးပေါင်ကားထိုင်နေတာဗျာကြရိုးတွေကိုတက်ကျွတ်ဝါပြီးစားနေတာဗျို့တကယ်တော့ဒေါ်မဲစင်ပဲဟုမှတော့ဗျာကျွဲလူအိုင်ဘရဲကြီးစားနေတာပေါ့မောင်တာတေးဟောတာငါမိမမဲတင်ကွာမင်းလိုတာပြောကိုကန်မင်းနဲ့သူ့မိမရောက်လာပြီကျို့အလုစားလို့ရတော့မယ်ပေါ့လေကဲတကြီးကျို့အလုစားလို့တော့မယ်လုတ်ပါမောင်တာတီရဲ့လုတ်ပါငါတို့ယော်သားတွေကိုကျုံတော့ကကူညီခဲ့ပါကွာကဲကိုရွှေရဲ့အိမ်ရှိမှာအုံနေတဲ့လူတွေဟိုဘက်ဒီဘက်ခပ်ဝေးကတ်ထိုင်းပြလမ်းဖောက်ကြက်လို့ရှင်လေအခုကျုပ်ပင်မဲ့သူကကျွဲလူအိုင်တရဲထအစတရားမကအကျန်းတဲ့သူဗျာဟေးဟုတ်လားဘဒုများတော့ကွမောင်တာတီရဲ့တကြီးကကျုပ်ကိုစိုးရိမ်တကြီးနဲ့မေးတယ်မပဲဝါလေတကြီးရဲ့ဟေးဟာဟေးဆိုတာကတကြီးပစက်ကလာတဲ့အံ့ဩထန်ပေါ့ဗျာဟာဆိုတာကကိုရွှေရဲ့ပစက်ကထွက်လာတဲ့အာမီတိတ်တန်ကိုရွှေအိမ်ရှိကလူအုပ်ကိုရှင်းတယ်ဝင်ဘက်ပေါ်လာပြီကိုရွှေနဲ့6လိုက်ပုံရတယ်ဗျာလူတွေရှဲသွားပြီးဘာသာမှမထွက်ပဲနဲ့ငြိမ်နေကြတယ်ဗျာကျုပ်ကနတ်ဝင်တီဒေါ်မဲတင်ကိုခေါ်ပြီးအိမ်ပြင်ထွက်လာခဲ့တယ်အိမ်ပြင်မှာထွန်းထားတဲ့အောက်လင်းဓာတ်မီကိုငိမ့်ခိုင်းလိုက်ပြီမီးအလင်းရောင်အောက်ကိုမဖဲဝါမဝင်ဘူးဆိုတာကြုတ်တည်တယ်လေဗျာဒေါ်မဲတင်ကစပင်ဖားလျချပြီးလက်အုပ်ချီထားတယ်မြေပြင်မှာကျုံလေးထိုင်လို့ပေါ့ဗျာကျုပ်ကလွဲအိတ်ထဲကမဖဲဝါကျုပ်ကိုအပ်ထားတဲ့ကိုတူကိုခွဲအယုတ်လေးကိုထုတ်ယူလိုက်တယ်ပြီးတာနဲ့မဖဲဝါကိုကျုပ်ပင့်နေဒီတုန်းမှတဲ့အိမ်ထဲမှာစားတောက်နေတဲ့ကျွဲလူအိုင်တရဲကြီးကစားတောက်လို့ပြီးသွားပြီဗျာငါ့ကိုဆေးလိတ်သွားငါဆေးလိတ်တောက်ချင်ငယ်ဒီတရဲလီဆန်ကတော်တော်မားလာပြီဗျာနောက်ဆိုရင်တရွာလုံးကိုဒုက္ခပေးတော့မှတေးကြတယ်ကိုညို့မောင်ကဆေးပေါ်လိတ်တလိတ်ကိုမီးတီပေးလိုက်တယ်အောက်ပြီးအောက်ရွာမှာတောက်တဲ့ဆေးပေါ်လိတ်ဆိုတာ9မူးလုံးလောက်ရှိတာဗျာအဲ့ဒီဆေးပေါ်လိတ်ကြီးကိုတရဲကြီးကအားရပါရဖွာနေတာဗျာဟောလာပြီကျုပ်လက်ထဲမှာကင်ထားတဲ့မဖဲဝါရဲ့ကိုပွားအယုတ်လေးစက်ကနေတုံသွားတယ်ဟာဝင်သွားပြီဗျိုဒေါ်မဲတင်ရဲ့ကိုတဲကိုမဖဲဝါရောက်သွားပြီဗျာဒေါ်မဲတင်ကလက်တွေကွေးကောက်ပြီးထိုင်ရာကနေထတယ်အိမ်တဲကိုမျက်လုံးပြူးကြီးနဲ့လှမ်းကြည့်တယ်ဗျာမဖဲဝါကျုပ်တာတီပါအောက်ပြေကိုအလဲလာရင်းနဲ့ဒီမှာအခက်အကျုံနေလို့မဖဲဝါကိုအကူကြီးတောက်တာပါကျွဲလူအိုင်မနေတဲ့ဒီတရေကဘေးကရောက်လာမရှိမှမသိဘူးမဖဲဝါဒေါ်မဲစင်ကိုတပ်ပြီးကိုတဲ့ဝင်နေတယ်အလောင်းစင်ပြင်ပြီးမှထလာပြီးစားလာတောက်လာတွေလုံနေတာဗျာဒီကောင်ကြီးကိုရှင်းပေးပါမဖဲဝါကအိမ်ထဲကိုစိုက်ကြည့်နေတာဗျာတာတေ
ဒါတောကြီးတစ်စီတစ်ကောင်ရဲ့ဒါကြောင့်တအားကြမ်းတမ်းနေတာနေကျွန်းပြီးရောက်လာတာမပူနဲ့ငါပြန်ခေါ်သွားမယ်ဟေးအိမ်ထဲကအကောင်အခုထွက်ခဲ့စမ်းမဖဲဝါရဲ့အတန်ကြီးကဟင်းပြီးထွက်လာတယ်တေးကျင်လို့လားဘဲကားကောင်မတော့တေးကျင်ရဲ့နဲ့အခုချက်ချင်းထွက်ကြည့်တောကြီးတစ်စီကောင်အောင်မကောင်မတေးပေတော့ပြောဆိုဆိုနဲ့ဒေါ်မဲစင်ကသပင်ဖားလျာကြီးနဲ့အိမ်ပြင်ကိုထွက်လာတယ်အိမ်ပြင်ရောက်တော့ဒေါ်မဲတင်ကိုတွေ့တာပေါ့ဗျာရော့မသားမဒါတော့ပြောဆိုနဲ့ဒေါ်မဲစင်ကသူ့လက်ထဲကမီရဲနဲ့ဆေးပေါ်လိတ်ကြီးနဲ့ဒေါ်မဲတင်ကိုလှမ်းပစ်လိုက်တယ်ဒါကလူတွေအမြင်ပေါ့ဗျာညနေကသေးသွားတဲ့ဒေါ်မဲစင်နဲ့နောက်ဝင်ဒီဒေါ်မဲတင်ပေါ့တကယ်တော့ကျွဲလူအိုင်တရေကြီးနဲ့မဖဲဝါပေါ့မဖဲဝါကတရေကြီးပစ်လိုက်တဲ့ဆေးလိတ်ကိုလက်နဲ့ပတ်ထုတ်ပြီးတရေကြီးကိုစူးစူးဝါဝါကြည့်တယ်ကျွဲလူအိုင်တရေကြီးမဖဲဝါမှန်ထိထွားပုံရတယ်ဗျာမဖဲဝါရှိကိုတလန်းချင်းလျှောက်လာပြီးဒူးထောက်တယ်မဖဲဝါရဲ့လဝါကြီးတစ်ဖာလေးတဲ့ကိုမြှောက်တတ်သွားပြီးပြန်ကျလာတယ်ဘုံကျွဲလူအိုင်တရေကြီးရဲ့ကြော့ကုန်းပေါ်ကိုသုံးချက်ဆင့်လိုက်ချုပ်လိုက်တယ်ဟာဒေါ်မဲစင်ရဲ့အလောင်းကြီးဝမ်းလျားမောက်လဲကျသွားပြီဗျို့ဟောမဖဲဝါဝင်နေတဲ့ဒေါ်မဲတင်လဲခွေးကနေလဲကျသွားတယ်ကျုပ်ကဒေါ်မဲတင်မျက်နှာကိုရင်းနဲ့တောက်ပြီးခက်မြက်နှိုးလိုက်တယ်ဒေါ်မဲတင်တတိပြန်ရလာပြီကဲကိုရွှေရက်ခမရလိုလူတွေခေါ်ပြီးဒေါ်မဲစင်ရဲ့အလောင်းကိုပြန်ကြပြီတော့ဗျာပြီးတော့အောက်လန်းထက်မီကြီးပြန်ထွန်းတော့ဗျာခမရလိုရွာမှာဘာအန်တယ်မှမရှိတော့ပါဘူးဗျာဟာဟုတ်လားမုံတာဒီဟုတ်ပါတယ်တကြီးရဲ့နေကျွန်းပြီးရောက်လာတဲ့တောကြီးတစ်စီကိုမဖဲဝါကြီးပြန်ခေါ်သွားပါပြီဗျာဘာမှမရှိတော့ပါဘူးရွာသားလေးလေဒီတော့မှစူညံနဲ့လှုပ်ရှားတွေပြန်လှုပ်ချတာပေါ့ဗျာဒီစာရုပ်ကမှာတော့နိုတာနောင်ရုပ်စုရေးသားပြီးတကြီးထထိန်တင်ဆက်လာတဲ့စာရုပ်ကပြီးတော့ပြီဖြစ်ပါရဲ့